အဲ့ဆိုရှင်မင်းအခန်းထဲမှာအရင်ဆုံး dry box ကိုအရင်တွေ့ရောက်ရှာလိုက်မင်းအဲ့ dry box ကိုတွေ့ပြီဆိုရှင်အဲ့ထဲမှာ camera တစ်ခုရှိနေလိမ့်မယ်မင်းအဲ့ camera ကိုတွေ့ပြီဆိုရှင်အဲ့ camera ထဲမှာငါတို့လိုချင်နေတဲ့ lost structure ဆိုတဲ့ file ပါတယ် SD card တစ်ခုပါမင်းတွေ့လိမ့်မယ်ငါဒီသားလောက် source တွေရဆိုရှင်မင်းတစ်ခါတည်းစစ်လို့ရမယ် laptop မှာရှိနေလိမ့်မယ်ဆိုတော့မင်းအမှတစ်ခါတည်းဆက်လိုက်ပါမပါငေါ့တစ်ချက်ပြန်ပြောပဲ ဘာမှရှာလို့မတွေ့ဘူး အဲ့မဖြစ်နိုင်ဘူးထင်တယ် Emily ကငါ့ကိုတာပြောတာပါ ဟာကဲမဟုတ်သေးအဲ့လိုမဟုတ်အခုလိုချင်တာအစားပြန် Okay 3 2 1 bro ကတ်တဝက်လေးပဲကြီးဖြစ်နေရဲ့အာ အိမ်နာဟာလေယူအိမ်နာကိုရွှေ့လိုက် ဘယ်လိုဖြစ်ကြရလဲ ဟိုအဓိကကွာ AD project ဆိုတော့ဘယ်လိုပြောပြရမလဲရှိရလူနဲ့ပဲရောရတာပေါ့ကွာဆိုတော့ shooting ကလည်း3ရက်လောက်ကြာသွားတာပေါ့အဓိက ready ငားလာတဲ့ပစ္စည်းတွေအမြန်ပြန်အပ်ရမှာနဲ့ အင်းမော် သူတို့လည်း post လိုက်တော့အကုန်လုံးကအိမ်ငိုက်နေကြတာ ဟောအဲ့ဆိုဘယ်လိုကင်လိုက်တာလဲ မင်းရတဲ့ကတိကျတာဒီစစ်မယ်နော်ဒီစစ်မယ်နော်ကျွန်တော်တိတ်စိတ်တိုင်းမကြဘူးစမယ်နော်2 1 Andrew okay မင်းတို့ဒီနေ့အပြီးရမယ်ဆိုတော့သိရပါဒါပေမဲ့ခဏတော့ break မရမယ်မနေ့6နာရီရဲလာရှိတယ်ပြီးလို့ရှိရင်3ရက်ရှိပြီသူတို့လည်းတော်တော်လေးကြာရင် ကျွန်တော်မနက်က pro ဈေးတစ်ခုပြလိုက်ပါတယ်အဲ့ဒါ pro သူတို့မတိုက်ရသေးဘူးလား ငါမတိုက်ရသေးဘူးဆိုတော့ okay အမေ3 wait နော်3 2 1 โอเคတကားဖွင့်တဲ့အခန်းထားပါတော့ဒီနောက်ဆုံးပိုင်းကာလာမြည်ဟာဘယ်လိုလုပ်ပေးမလဲ အဲ့တော့အခုကဒီတစ်ခုရှိ bro ဒါပါတော့ collab bro collab ဒါပါတော့ တောက်လေး bro တောက်လိုက် collab ပါ bro ဘာ ဘဝရဲ့စိန်ခေါ်မှုတွေကိုနေ့ရက်တိုင်းရင်ဆိုင်နိုင်ဖို့ B complex နဲ့ vitamin C အချိုးကျပေါင်းဆက်ပါဝင်တဲ့ Anavon C ကိုစောင့်နှောက်ဖို့လိုပါတယ်ဒါကြောင့်နေ့စဉ်တောက်မီ Anavon C